ရှေးဟောင်းမာယာလူမျိုးတွေရှိတယ်အဲ့ဒီမာယာလူမျိုးတွေကလောကီပညာတော်တတ်တယ်ကျန်တဲ့ပညာတွေတတ်တာအတာထားသူတို့ကအခုကျွန်တော်တို့သုံးဆွဲနေတဲ့ပြက်ကလေးကြီးကိုသူရေးဆွဲတယ်ပြက်ကလေးဟိုအခုဟာလား AD တစ်ခုနှစ်ကနေစပြီးတော့ဆွဲတာပေါ့နော်ဆွဲသွားတာနှစ်စဉ်လစဉ်ဆွဲသွားတာ2012ခုနှစ်ဒီဇင်ဘာလ21ရက်လဲရောက်တော့သူရက်သွားဆက်မဆွဲတော့လက်ညောင်းလို့တာတော့မသိနော်သူတစ်ချိန်လုံးဆွဲထားတာတစ်သက်လုံးလေဟိုလွန်ခဲ့သောနှစ်ပေါင်းဟုတ်လားတောင်းချီတော့ဆွဲခဲ့တဲ့ပြက်ကလေးဟာအဲ့ဒီပြက်ကလေးကြီးကိုအခုရှေးဟောင်းသုတေသနကမ္ဘာသုတေသနတူဖို့ရရှိရမှာထူးဆန်းတာက2012ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာရပ်သွားတယ်ရှေ့ဆက်ပြီးတော့မရှိတော့အဲ့ဒါကြည့်ချင်းအားဖြင့်အင်မတန်မှလောကီပညာတတ်တဲ့မာယာလူမျိုးတွေအနေနဲ့ဒါကဘာကြီးကအိမ်နေနောက်ဆုံးပဲနောက်ရက်ဆွဲစရာမလိုတော့ဘူးဆိုပြီးတော့ဖြစ်သလားပြဿနာတက်တယ်ပြဿနာကစားလာနောက်တစ်ခုကအာကာသသိပ္ပံပညာရှင်တွေကအခုအာကာသဂျိုရီနက်ခတ်တွေကိုရှောက်ကြည့်ဂျိုရီနက်ခတ်တွေရှောက်ကြည့်ပြီးတော့နီဘီရုဂျိုဆိုတာရှိတယ်ဂျပန်တွေ့ထားတဲ့ဂျိုပဲနီဘီရုလို့ခေါ်တယ်နီဘီရုဂျိုအဲ့နီဘီရုဂျိုကြီးကကမ္ဘာပတ်လမ်းကြောင်းတိုင်းလာနေတယ်အဲ့လမ်းကြောင်းတိုင်းလာနေတာကိုဒါကျွန်တော်တို့သူအခုသွားတဲ့အတိုင်းမတွေ့ဖြစ်ဘူးဆိုရင်2012ခုနှစ်ဒီဇင်ဘာလ17မှာကမ္ဘာနဲ့တိုက်မှာအဲ့ညအေးချမ်းတာအိတ်တယ်နောက်နေ့မနေ့ကျဒုံးဆိုပြီးရောက်မှမရှိတော့နော်အဲ့တော့ဒီဇင်ဘာလ21ညမှာအဲ့နီဘီရုဂျိုနဲ့ဒါနဲ့တိုက်မယ်ဟာတိုက်ဆိုင်တာတစ်ခုဖြစ်သွားပြီနော်တိအချက်မာယာလူမျိုးတွေပြက်ကလေးက2012ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာကုန်နေပြီဒါတစ်ချက်နောက်တစ်ချက်ကအာကာသသိပ္ပံပညာရှင်တွေကနိဘိရုဂျိုကြီးနဲ့ကဘာနဲ့တိုက်မှရက်ကလည်းတိုက်ဆိုင်2012ခုနှစ်ဒီဇင်ဘာလ21ရက်ပဲအဲ့တော့နိုင်ငံတကာလူတွေကတော့အလုံးရှိအလုံးရှာအာကာသတွေရှောက်ကြည့်နော်ဘယ်ဂျိုနဲ့ဘယ်ဂျိုတိုက်မယ်ဘယ်ဂျိုကဘာဖြစ်မယ်ပြောကြတာပေါ့နော်ကျွန်တော်ဗမာတော့အေးဆေးပဲတိုက်ချင်တဲ့ဂျိုနဲ့တိုက်နော်ကျွန်တော်လည်းမကြည့်တတ်ဘူးနော်ကြည့်လဲဘာမှမထူးကျွန်တော်အားကောင်းတဲ့မှန်ပြောင်းတွေလည်းမရှိဘူးနော်မရှိတော့သူများတွေပြောတဲ့အတိုင်းဟုတ်လားဖြစ်နိုင်မယ်ထင်တာပေါ့နော်ဘာကြောင့်ကျွန်တော်တခုပြောမယ်လေပကံပြားပြန်လေပကံပြားပြန်ကဘာပေါ်မှာခဏတွေ့တရုတ်ပြည်ကတွေ့ပြမိဟိုဒီဘက်ကစာဆောင်ကတရုတ်ပြည်ကပကံပြားပြန်ကိုတွေ့လိုက်တယ်တဲ့အရင်လားအမေရိကမှာပကံပြားပြန်ခဏတွေ့ရုရှားမှာလည်းတွေ့တယ်အိန္ဒိယမှာလည်းတွေ့ခင်မီတဲ့သိပ္ပံပညာရှိတဲ့နိုင်ငံတိုင်းမှာပကံပြားပြန်ကိုတွေ့တာများတယ်ဘာကြောင့်လဲပကံပြားပြန်ကဗမာလူကပကံပြားပြန်လို့ခေါ်တာဟုတ်အင်္ဂလိပ်လိုလွယ်လွယ်နဲ့ပြောကြတာကပြန်တာ flying ပကံပြား saucer flying saucer ပကံပြားပြန်မလင်မယားရန်ဖြစ်ရင်ကောက်ပေါက်တဲ့ပကံမျိုးလိုဖြစ်နော်ဟုတ်ဘူးမှန်မှာကတကယ်အင်္ဂလိပ်စကား UFO လို့ခေါ်တယ် UFO U unidentified flying object ပေါ့နော်အမျိုးအမည်ခွဲခြား၍မရနိုင်တော့ပြန်တန်းသည့်အရာများသူတို့ကအားကောင်းတဲ့မှန်ပြောင်းမှုရှိတယ်အားကောင်းတဲ့ radar တွေနော် radar တွေရှိတယ်အဲ့တော့ကိုယ့်ရဲ့နယ်နိမိတ်ကိုဝင်လာတာလေးမြန်ဆိုတာလေးမြန်ဒုံးပြန်တော့ဒုံးပြန်ကျဲကျွေပြီးတော့ကြလာတယ်လေဒါကျဲဒါဆိုငှက်ပြောလို့ရတယ်ကျဲလည်းမဟုတ်ဘူးငှက်လည်းမဟုတ်ဘူးလေးမြန်လည်းမဟုတ်ဒုံးပြန်လည်းမဟုတ်ဘူးဆိုရင်အဲ့ဒါ UFO ပဲအဲ့ဒါဆိုပါလေအမျိုးအမည်ခွဲခြား၍မရနိုင်တော့အရာအဲ့ဒါပကံများပြန်သိကြတယ်ဒါတစ်ချက်သိတယ်နှစ်ချက်သိတာကြတော့တာမန်လူဘိန်းတွေသိတယ်ဘယ်လိုသိလဲဆိုပကံများပြန်တောင်မြို့ကြီးကနေဖြတ်သွားရင်တောင်မြို့နေကလင်းနေတဲ့မိကပေါက်ပြတ်သွားတယ်မြေပြည်တော်ဟာလားပြင်မနာထိရောက်သွားတယ်နေရောပြင်မနာကနေရန်ကုန်ပြန်သွားရင်ရန်ကုန်မြို့ကဟာလားခုနအလုံးမြို့ကဖြတ်သွားရင်အလုံးမီးပြတ်သွားတယ်အလုံးပြီးရင်စမ်းချောင်းပြီးတာအဲ့ဒီပကံများမြန်ကြော်သွားရင်မီးကပြန်လာတယ်အဲ့တော့သူတို့နိုင်ငံမီးတစ်ခါမှမပြတ်ဘူးလေမီးတစ်ခါမှမပြတ်တော့ဖောမီးပြတ်သွားပြီးတော့မှန်ဆိုမီးတွေပြန်လာရင်ဒါပကံများပြန်တာပဲတောင်ဦးတော့မသိကျွန်တော်ရန်ကုန်မှာတော့ပကံပြားပြန်ရန်ကုန်မြို့ပေါ်ရက်နေတယ်တခါ3-4ရက်တောင်ရက်တယ်သူဘဲမှမသွားဘူးရက်အဲ့တော့ကျွန်တော်ပကံပြားမြန်လာလားမလာလားမသိတော့အဲ့တော့ဟိုဟာမျိုးလည်းရှိသေးတယ်ဟိုအမေရိကမှာဟို Thomas Edison လေမီးကိုတီထွင်ပေးတဲ့ Thomas Edison ရှိတာ Thomas Edison မီးထွင်တာဟုတ်မီးထွင်ပေးတာသူ့ကြောင့်ကျွန်တော်မီးတွေလင်းတာပေါ့
အဲ့တော့သူ့မွေးနေ့ထောက်စက်တင်ဘာ9ရက်နေ့လာပါမယ်သူ့မွေးနေ့မှာအမေရိကန်နိုင်ငံမှာအဲ့ဒီစင်ကိုဂုဏ်ပြုလို့အားဖြင့်မီး9မိနစ်ပိတ်ပေးတယ်မီး9မိနစ်ပိတ်လိုက်တယ်ဟာမှောင်ထဲမှာနေရောတော်တော်ကတိကောင်ဖြစ်တာပေါ့မှောင်ကြီးမဲကြီးမှာဩငါတို့9မိနစ်လေးမှောင်တာတောင်နေလို့မရဘူးအဲ့ဒီစင်ကြီးနာမရှိရင်လောကလုံးမှောင်နေမှာပဲအဲ့ဒီစင်ကြီးကျေးဇူးသိတဲ့အတွက်တစ်နှစ်မှာ9မိနစ်မီးမဲပြီးအဲ့ဒီကျေးဇူးကိုကျွန်တော်တို့ဆင်ခြင်ပါလေသူတို့ကကျေးဇူးကမ်းတဲ့လူတွေပါကျွန်တော်ဗမာပြည်ကအဲ့ဒီစင်ကိုကျေးဇူးကိုပိုးသိပါတယ်နော်ဘယ်9မိနစ်နေမလဲအဲ့တော့ဒီနိဗ္ဗိရုဂျိုကြီးနဲ့တိုက်မယ်အကြောင်းလည်းပြောတယ်မယားလူမျိုးတွေကလည်းပြတ်တော်မယ်ပြောတယ်ဒါပေမဲ့မယုံတဲ့သူတွေလည်းမဟုတ်ဘူးတဲ့နောက်12ခုနှစ်ဒီဇင်ဘာလ21ရက်တော့မပြတ်နိုင်ဘူးပြတ်ချင်းပြည့်23ရက်နေ့မှာပြည့်မယ်ဟုတ်ပြတ်เสียများလာပြီအခုဇာတိဥတွေဖောက်ပြန်လာပြီဟုတ်လားဂျပန်ရဲ့ဆူနာမီဟုတ်လားသတင်းကားတွေမှာကြည့်ရမယ်အင်တာနက်တွေမှာကြည့်ရမယ်ဆူနာမီကြောင့်ဘယ်လောက်တောင်ဟုတ်လားငလျင်တွေလှုပ်တဲ့အတွက်ဆူနာမီဖြစ်တဲ့အတွက်ဘယ်လောက်တောင်လူတွေတည်ကြည်ပျက်စီးကြတယ်အဲ့တော့ကျွန်တော်တို့ဟာ2012ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာမပြတ်တော့ဒီဇင်ဘာလ21ရက်မပြတ်တော့2012 2013 2014ပြတ်ဖို့တော့နီးတော့နီးလာဘာကြောင့်နီးလာပြီလဲဆိုတော့တိချက်ကျုပ်လျှက်စစ်တွေတုံးတာသိများတယ်လျှက်စစ်တုံးတာသိများတယ်လျှက်စစ်ကလေးလေအပူစွမ်းရင်ပူများလေအဲ့ဒီကအစိတ်ဓာတ်ငွေ့ဆိုတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေပိုထွက်လေမီးထွန်းထားရင်ကာဗွန်ဒိုင်အောက်ဆိုက်တွေပိုထွက်တယ်ပိုထွက်ရင်အဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေများလာရင်ရာသီဥတုတွေပြောင်းလဲမယ်လေထုတွေညင်ညမ်းမယ်ဟုတ်လားမိုးတွင်းမှာမိုးခေါင်မယ်နှွေးခေါင်ခေါင်မှာမိုးရွာမယ်အချိန်မီဟုတ်လားရေတွေကြီးမယ်ရေတွေခမ်းမယ်ငရင်တွေလှုပ်မယ်အဲ့ဒါအများဖြစ်နေအဲ့တော့နိုင်ငံတကာမှာတော့ဘာလုပ်နေလဲအဲ့ဒါကြောင့်ခုနကကျွန်တော်ပြောတာမျိုးဗမာပြည်ကကြိုလုပ်တယ်နိုင်ငံတကာမှာအမြဲတမ်းမီးလာနေရတော့တချို့ညတွေမှာအသိစိတ်ရှိတဲ့လူတွေကမီးလေးပိတ်ပေးထားတယ်မီးလေးပိတ်ပြီးတော့ဖျောင်းနိုင်မီးလေးနဲ့နေတယ်တခါတည်းလေဟုတ်လားမီးလေးပိတ်ပြီးတော့တနာရီလောက်ငင်းချမ်းနေကြတယ်တိမ်မီးပိတ်ရင်ကာဗွန်ဒိုင်အောက်ဆိုက်ဆုံးရှုံးမှုကထက်တဲ့နှုန်းကနေသွားမယ်အိမ်100ဆိုဘယ်လောက်အိမ်1000ဘယ်လောက်ထားတယ်နော်ထို့တူအဲကွန်ပေါ့၄ပေးဆက်တစ်ခုကတနေ့မှာထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကကီလိုဂရမ်2000လောက်ထွက်တယ်အဲ့တော့၄ပေးဆက်အစားပန့်ကာတွေသုံးကြတယ်ပန့်ကာသုံးတယ်ပန့်ကာသုံးရင်ဆုံးရှုံးမဲ့အင်အားက8ပုံတစ်ပုံပဲရှိတယ်ဟိုမှာ၄ပေးဆက်ကိုတစ်နေ့လုံးဖွင့်ရင်တအိမ်ကိုအစိတ်ငွေကီလိုဂရမ်2000ထွက်တယ်၄ပေးဆက်မဖွင့်မဲပန့်ကာဖွင့်ရင်အဲ့ဒီ8ပုံတစ်ပုံပဲကာဗွန်ဒိုင်အောက်ဆိုက်ထွက်မယ်အဲ့ဒီအစားရင်ကျေးတိမ်ငွေပြီးတော့လူသားတွေချစ်တဲ့သူတွေအားလုံးကဒီကရှေ့ရဆရာကြီးဆရာမကြီးတို့ထိုင်နေတယ်လို့ပဲရက်ပဲခတ်တော့တယ်ဟုတ်တယ်လေ40ဖွင့်2000ပန့်ကာဖွင့်8ပုံတစ်ပုံရက်ခတ်လိုက်ရင်ဘာမှမကုန်ကာဗွန်ဒိုင်အောက်ဆိုက်မကုန်အဲ့ဒီတော့အနောက်တိုင်းနိုင်ငံနဲ့ဥရောပနိုင်ငံကပညာတတ်ယဉ်ကျေးတဲ့လူတွေဟာအဲ့ဒီလာရင်၄ပေးဆက်ပိတ်လိုက်ပြီးတော့ရက်တောင်ပေးလိုက်ပါတယ်ရက်တောင်ပေးခြင်းအားဖြင့်ယဉ်ကျေးမှုတစ်ခုဖြစ်တယ်လို့ဒါတဘာဝစွမ်းအင်ချွေတာတယ်တဘာဝပတ်ဝန်းကျင်ကိုဗာလဲဒီပုံမှုတန့်ရှင်းအောင်လုပ်တယ်ဆိုပြီးတော့ယူဆပါတယ်အဲ့ဒါတဆင့်တက်လာပြီးတော့ဘာဖြစ်လဲဆိုတော့အခုကဘာမှာရေတွေရှားလာရေတွေရှားတယ်အဲ့တော့အခုသိပ္ပံပညာရှင်တွက်ချက်မှုရဆိုရင်ဒါအတိအကနေပညာကိုယူတာနော်2035ဟုတ်နောက်ဆက်တယ်နောက်35နောက်ထပ်25နှစ်လောက်ပေါ့နော်25နှစ်မှာကမ္ဘာပေါ်မှာဒီတိုင်းရေသုံးသွားရင်လူတန်း1500လူတန်းပေါင်း1500ရေအငတ်ဘေးကြုံတော့မယ်အခုတိုင်းမဲ့ပုံမှန်သုံးသွားရင်နောက်25နှစ်ကြာရင်ရေတော်တော်နည်းသွားပြီလူတန်းပေါင်း2500လူတန်းပေါင်း1500ရေငတ်ပြီးတော့တည်ကြလိမ့်
မကြခင်ကဘာမှာဖြစ်မဲ့စစ်တွေဟာရေနံကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့စစ်မရှိတော့ရေကိုအကြောင်းပြုပြီးတော့စစ်တွေဖြစ်တော့ရေရှိတဲ့နိုင်ငံကိုရေမရှိတဲ့နိုင်ငံကဝင်ပေါ်တိုက်လိုက်မှာဒါဖျားဟောကျမ်းဂန်တွေမှာပါလို့ရေနဲ့ပတ်သက်ပြီးတော့စစ်တွေဖြစ်တဲ့ပုံစံမျိုးရေမရှိတဲ့နိုင်ငံတွေကလက်နဲ့ရှိရင်ရေရှိပြီးတော့လက်နဲ့မရှိတဲ့နိုင်ငံတွေဝင်တိုက်ပြီးတော့အဲ့ရေတွေကိုသုံးဆွဲမယ်ဒီပို့ပြီးတော့ကောင်းတဲ့ဆောင်ဖို့ကတော့ကမ္ဘာကုလသမဂ္ဂကအခုကြီးညာပါပြီ21ရာစုရဲ့အရှားပါဆုံးနဲ့အတန်မိုးအရှိဆုံးတယံဇာတသည်ရေစိန်လဲမဟုတ်ရွှေလဲမဟုတ်21ရာစုရဲ့အရှားပါဆုံးနဲ့တန်မိုးအရှိဆုံးသဘာဝတယံဇာတရေဖြစ်တယ်အဲ့တော့ရေကိုကျွန်တော်ချိုးကြံရမယ်အခုငလျင်တွေလောက်တာအရင်တုန်းကပေ90တူးလိုက်ရေထွက်တဲ့နေရာတွေဟာအခုပေ100တူးလို့မှရေထွက်တော့တယ်အရင်ကပေ100မှာတူးလို့မှရေထွက်တဲ့နေရာတာဂိုက်100မှာတူးလို့မှရေထွက်တဲ့နေရာတွေဟာအခုဂိုက်900တူးမှရေထွက်တယ်အောက်ကရေကြောကြီးရဲ့ရေခမ်းသွားပြီရေကြောကြီးရဲ့ရေခမ်းသွားတဲ့အတွက်ဟိုးမြေအောက်ကဂိုက်900 1000လောက်ကမြေသားတွေကအလွန်ပူလာပြီထို့အတူတဘာဝပတ်ဝန်းကျင်ပျက်စီးပြီးတော့ရာသီဥတုဖောက်ပြန်ပြီးတော့ကာဗွန်အောက်ဆိုက်တွေများပြီးတော့လေထုကြီးကလည်းညဉ့်ညမ်းသွားတဲ့အတွက်အိုဇုံးလွှာတွေပေါက်ပြီးတော့နေရောင်ခြည်ကကဘာမြေပေါ်ကိုဓာတ်တိုက်ကျနေတဲ့အတွက်အခုခံပြီးဓာတ်ကျနေတယ်ကဘာမြေရဲ့အပေါ်ယံအလွှာလည်းအရန်ပူနေအပေါ်ယံအလွှာလည်းအရန်ပူဟိုမြေအောက်ကဂိုက်900 1000ကလည်းအရန်ပူတော့ကျွန်တော်တို့အိုးကင်းတိုက်တယ်လို့ဖြစ်အပေါ်ပူအောက်ပူဖြစ်အပေါ်အောက်ပူဖြစ်တော့အထက်ကကြောက်ဆိုင်ကြောက်သားကြီးတွေအားလုံးကပူတဲ့ခါဒါသိပ္ပံနီးကြတယ်မှာပူတဲ့ခါပွားဆန့်ထွက်တယ်အဲကြောက်တုံးကြီးအောက်ကမြေကြီးကဘက်ကဆန့်ထွက်ဟိုဘက်ကဆန့်ထွက်